မင်္ဂလာပါအကောက်ရပြီးသွားတဲ့သူတွေရင်းနှီးမြှုပ်နှံမှုစတင်မဲ့သူတွေတိသားတင်တဲ့9အန်စတဲလိုက်8030ပေါ်ဖိုလီယိုရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာအကြောင်းကိုတင်ပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာကတကယ်အရေးကြီးပါတယ်9အန်စတဲလိုက်ကိုကျွန်တော်တို့အကွဲကွဲပြားပြားတိထားဖို့လိုအပ်ပါတယ်ဒီ9ဆိုတာကအမြုတေဆိုတာကမြန်မာစကားမှာတန်ဖိုးအရှိဆုံးအရာအနှစ်သာရအရှိဆုံးအရာကိုအမြုတေလို့ခေါ်ဆိုကြပါတယ်ဒါပါဏိစာတွေမှာပို့ပြီးတော့အသုံးများတာပေါ့နော်စတဲလာဂျိုယန်ဆိုတာကကြတော့ကျွန်တော်တို့ဒီ individual stock တွေကိုအဓိကအချိန်ပြင်းပြင်းနဲ့အသက်အကျကျန်းတဲ့အပိုင်းကိုအဓိကပြောဆိုခြင်းဖြစ်ပါတယ်9ဆိုတာကကြတော့ကျွန်တော် S&P 500 Oregon ဒါမှမဟုတ်Nasdaq 100ဒီ3မျိုးကိုခေါ်ဆိုတာဖြစ်ပါတယ်ဒီ3မျိုးပါเนาะ9ဆိုတာကOregon S&P 500 Nasdaq 100ဒီ3မျိုးကို9လို့ခေါ်ပါတယ်ဒါကတကယ်တည်ငြိမ်ပြီးတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေနှစ်တွေကြာလာလေပွားများလာလေဖြစ်ပါတယ်ဒီစတဲလိုက်ကကြတော့ကျွန်တော်တို့ဈေးကွက်ကောင်းတဲ့ဥမာစီးပွားရေးကောင်းတဲ့နှစ်မှာဆိုရင်အချိန်ပြင်းပြင်းနဲ့တက်လာနိုင်တယ်ဥမာဒီ S&P 500က20ရာခိုင်နှုန်းလောက်တက်တယ်ဆိုပါစို့ဒီကျွန်တော်တို့ဒီ AI stock တွေ space stock တွေကြတော့တစ်နှစ်အတွင်းမှာ100ရာခိုင်နှုန်း200ရာခိုင်နှုန်းတချို့ဆိုရင်တစ်နှစ်အတွင်းမှာ400-500ရာခိုင်နှုန်းလောက်တက်လာနိုင်တယ်တချို့ဆို1000ရာခိုင်နှုန်းလောက်တက်လာတယ်ရှိတယ်ပေါ့နော်10H လောက်တက်လာတယ်ရှိတယ်ပေါ့နော်အဲ့လိုရှိတယ်လို့ဈေးကြားတဲ့နှစ်မှာဆိုရင်တခါတည်းနဲ့အများကြီးပြုတ်ကျသွားနိုင်တယ်တရက်တည်းနဲ့တင်20ရာခိုင်နှုန်းလောက်ကျသွားတာလည်းရှိတတ်တယ်ဒီရဲ့ individual stock တွေကလေအထူးသဖြင့်ဒီ space stock တွေဆိုရင်ပိုပြီးတော့မှအသက်အကျကျန်းတယ်အခုဆိုရင်ဒီ AI stock တွေလည်းဒီ2026မှာတော်တော်လေးကိုအသက်ကျန်းနေပါတယ်ပြီးတော့ AI ကတော်တော်လေးကိုခက်စားလာနေတယ်ပေါ့နော်AI ကနေလည်းဝင်ငွေတွေတော်တော်များများရလာနေကြတယ်အဲ့ဒါကြောင့်မို့AI memory chip ထုတ်လုပ်တဲ့ကုမ္ပဏီ MU Store တို့SanDisk Store တို့เนาะအဲ့ဒါတွေကတော်တော်လေးကိုတူးတက်အားကောင်းလာနေတယ်ကိုရီးယားမှာဆိုရင် memory store တော်တော်လေးတူးတက်အားကောင်းလာနေတယ်ဥပမာSamsung ကနေထုတ်တဲ့ memory chip တွေเนาะအဲ့ဒါတွေဆိုရင်market cap က1 trillion ကျော်သွားပြီเนาะ1 trillion တော့ကျော်သွားပြီသူတကယ်စံချိန်တင်ဈေးတွေတက်နေပါတယ်ကျွန်တော်လည်းဒီ MU store တွေကနေလည်းအမြတ်တွေရထားတာရှိပါတယ်ပေါ့နော်ဒါကကြတော့အသက်အကျကျန်းတယ်ဒါကြောင့်မို့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့မတည်ငွေ1100ဆိုပါစို့1090ကိုကျွန်တော်တို့ဒီ index fund မှာထည့်သွင်းရမယ်ဒီ index fund 3မျိုးမှာဥပမာဆိုပါစို့တစ်လကို3000ရင်းနှီးမြှုပ်နှံမယ်ဆိုရင် Oregon မှာ1000 S&P 500မှာ1000 Nasdaq 100မှာ1000ဆိုအဲ့လိုထည့်တာကတကယ် balance ဖြစ်ပါတယ်เนาะကြာရှည်နှစ်တွေကြာလာတဲ့အခါမှာတကယ်တိုးတက်အားကောင်းမယ်ဆိုရင်ဒီ Nasdaq 100ဒီ technology ဘိုင်းကကုမ္ပဏီ100ပါတဲ့ Nasdaq 100ကပိုပြီးတော့တိုးတက်အားကောင်းမှာဖြစ်ပါတယ်ဒီ S&P 500ကတော့ပုံမှန်လေးတည်ငြိမ်တာပေါ့နော်ဒီ Oregon ကကြတော့တကဘာလုံးဆိုင်ရာရဲ့ကုမ္ပဏီတွေဥပမာဂျပန်လည်းပါတယ်ဥရောပလည်းပါတယ်တောင်ကိုရီးယားလည်းပါတယ်ထိုင်ဝမ်တို့လည်းပါတယ်ပေါ့နော်အမေရိကန်ကတော့60ရာခိုင်နှုန်းပါတာပေါ့နော်ဒါကပို့ပြီးတော့တည်ငြိမ်တယ်အတည်ငြိမ်ဆုံးပေါ့နော်ဒါပေမဲ့ဈေးတက်ရင်လည်းဒီဟာကပို့ပြီးတော့တက်နိုင်တယ်ကျရင်လည်းဒီ Nasdaq 100ကပိုကျနိုင်တယ်ပေါ့နော်ဒီ S&P 500ကတော့အလယ်လက်ဆင့်မှာရှိပါတယ်ဒါကြောင့်မို့3000ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တစ်လ3000ဆိုရင်1000စီခွဲပြီးတော့ရင်းနှီးမြှုပ်နှံလို့ရတယ်ပေါ့နော်9000ဆိုရင်လည်း1000ခွဲစီအဲ့လိုခွဲဝေပြီးတော့ရင်းနှီးမြှုပ်နှံလို့ရပါတယ်ပေါ့နော်ဒါကိုအဓိကကျွန်တော်တို့က80ရာခိုင်နှုန်းကို9မှာထားရမယ်စတဲလာအပိုင်းမှာကကျတော့ကျွန်တော်30ရာခိုင်နှုန်း investment လုပ်ဖို့တင့်တော်ပါတယ်
အကယ်၍ဈေးတက်တဲ့နှစ်မှာဒီရဲ့30ရာခိုင်နှုန်းကအမြတ်ပူလာတတ်တယ်ဥမာကျွန်တော်တို့ portfolio ကနည်းနည်းတစ်နှစ်အတွင်းမှာတင်ဒီ80ကလည်းဥမာဆိုပါစို့တစ်နှစ်အတွင်းမှာကျွန်တော်တို့ဒီ1080ကဈေးတူတက်အားကောင်းရင်ပေါ့နော်1080က1100ဖြစ်လာတယ်လို့ဒီ30ရာခိုင်နှုန်းကလည်း1100ဖြစ်လာတတ်တယ်အဲ့လိုဆိုရင်ဒီမှာ1100ဒီမှာအောက်မှာ1100အဲ့လိုဆိုရင်50ဖြစ်သွားပြီရာခိုင်နှုန်းကအဲ့လိုဆိုရင်ကျွန်တော်တို့ဒီရဲ့အဓိကရောင်းချရမှာကဒီရဲ့ individual stock အပိုင်းကစတဲလိုက်ကိုရောင်းချရမယ်ရောင်းချပြီးတော့ဒီထဲကိုပြန်ဝယ်ရမယ်ဒီ index fund ကိုပြန်ဝယ်ပြီးတော့ရင်းနှီးမြှုပ်နှံရမယ်ဘာဖြစ်လဲဆိုရင်ဒီ index fund မှာထည့်ထားတဲ့အရင်းအနီးကဈေးကွက်ကျတဲ့နှစ်မှာတော့မှအဲ့လောက်ထိကျဆင်းသွားဖို့မရှိဘူးပေါ့နော်ကုမ္ပဏီတွေအများကြီးပါဝင်တဲ့အတွက်ကုမ္ပဏီတစ်ခုကျရင်တစ်ခုကတက်နေမှာပဲဥမာ technology ဘိုင်းကျရင်ကျန်းမာရေးဘိုင်းတက်ရင်လည်းတက်လာနိုင်တယ်ကျန်းမာရေးဘိုင်းကျတယ်ဆိုရင်လည်း technology ဘိုင်းကတက်ရင်လည်းတက်လာနိုင်တယ်သူကကုမ္ပဏီတွေကျန်းမာရေးကုမ္ပဏီတွေ service ကုမ္ပဏီတွေ financial ဘဏ်နဲ့ပတ်သက်တဲ့ကုမ္ပဏီတွေလည်းအကုန်လုံးပါဝင်ပြီးတာ balance ဖြစ်ပြီးတာဒီရဲ့ကိုးဆိုတာဒါကြောင့်မို့တကယ်တန်ဖိုးရှိတဲ့ဒီအရာလို့ခေါ်တာဖြစ်ပါတယ်အမြုပ်တေဆိုပြီးတော့လေဒါကြောင့်မို့ဒီ index fund ကနေမြက်လာတဲ့အမြက်ကတော်ယုံနဲ့ပြုတ်ကျမသွားဘူးတော်ယုံနဲ့အရန်ကြီးဆုံးရှုံးမသွားနိုင်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့က rebalance လုပ်ပေးရမယ်ဥပမာတစ်နှစ်ပြည့်ရင်ကျွန်တော်တို့ဒီ30ရာခိုင်နှုန်းကနေအမြတ်တော်တော်လေးရလာပြီဆိုရင်ကျွန်တော်တို့ရောင်းချပြီးတော့ဒီရဲ့ကိုမှာပြန်ပြီးတော့ rebalance လုပ်ပြီးတော့ထည့်သွင်းရင်းနှီးမြှုပ်နှံရမယ်ပေါ့နော်ဒီ satellite ဆိုတာကဒီလို Nvidia တို့Google တို့Apple တို့ဒါလည်း satellite အပိုင်းမှာပါဝင်တယ်ပေါ့နော်ဒီရဲ့ Go ETF ပေါ့နော်15439ကကြတော့လေရွှေကမ္ဘာရွှေဈေးတက်ရင်သူလည်းတက်တယ်ကမ္ဘာရွှေဈေးကျရင်သူလည်းကျတယ်ဒါကိုကြတော့ကျွန်တော်တို့ portfolio ထဲမှာ10ရာခိုင်နှုန်းလောက်ပဲထည့်သွင်းထားရင်အဆင်ပြေလိမ့်မယ်ဥမာဆိုပါစို့10ရာခိုင်နှုန်းဆိုရင်ဥမာဒီ6ဘက်က6အပိုင်းမှာကျွန်တော်တို့90ရာခိုင်နှုန်းလောက်9ရာခိုင်နှုန်းလောက်ထည့်မလားပေါ့ဥမာဆိုထားပါတော့ကျွန်တော်တို့ဒီစတဲလိုက်ပိုင်းမှာပဲ10ရာခိုင်နှုန်းထည့်လိုက်ကျန်တဲ့20ရာခိုင်နှုန်းကို individual stock ဝယ်လိုက်အဲ့လိုဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ balance ဖြစ်သွားမယ်ပေါ့နော်ဒီရွှေကကြတော့လေအသက်အကျကျန်းပါတယ်เนาะပြီးတော့ရွှေကကြတော့ကျွန်တော်တို့ dividend တွေရှာမပေးနိုင်ဘူးအမြတ်တွေရှာမပေးနိုင်ဘူးသူကဝယ်တဲ့သူများမှဈေးတက်တဲ့နှစ်မှပဲနည်းနည်းတက်တာပေါ့နော်ဒီ2026မှာဆိုရင်ဈေးလုံးဝမတက်ဘူးလို့ပြောလို့ရတဲ့နှစ်ဖြစ်ပါတယ်တချို့ဆိုရင်တလပိုင်းမှာအရန်တက်လာခဲ့တယ်တလပိုင်းမှာအရန်တက်တဲ့အချိန်မှာဥမာဒေါ်လာ9000ကျော်9300လောက်တက်လာခဲ့တယ်အဲ့ဒီအချိန်မှာတက်လာပြီးတော့ပြန်ကျလာတာအခု4500ဈေးပဲရှိနေတယ်အဲ့ချိန်မှာများဝယ်ထားမိတဲ့သူကဒီချိန်မှာနည်းနည်းအရှုံးပေါ်နေလောက်မှာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ရေရှည်ကင်ထားလို့ရပါတယ်ကျွန်တော်တို့เนาะ30ရာခိုင်နှုန်းလောက်ထည့်တာအပူတင့်တော်ပြီပေါ့เนาะအဓိကကတော့ကျွန်တော်တို့ index fund ပေါ့เนาะဒီ index fund ကတကယ်ရေရှည်မှာကျွန်တော်တို့ compound interest တွေရမယ်ဥပမာဒီ Orucan မှာဆိုရင်တစ်နှစ်ကို1.5ရာခိုင်နှုန်းကနေ2ရာခိုင်နှုန်းလောက် dividend ရတယ်ဈေးအသက်အကျပေါ်မမူတည်ဘူးเนาะဈေးတက်တွေဖြစ်စေကျတွေဖြစ်စေ dividend ကပုံမှန်ရတယ်2ရာခိုင်နှုန်းဝန်းကျင်လောက်ရတယ်ပေါ့เนาะဒီ S&P 500ဆိုရင်1.5ရာခိုင်နှုန်းလောက်ရတယ်ဥပမာ1100ရင်းနှီးမြှုပ်နှံထားမယ်1000ခွဲလောက်ကdividend ကရပြီးတာdividend ကိုမှကျွန်တော်တို့ side to shigata ဆိုတဲ့ကျွန်တော်နောက်ဗီဒီယိုမှာဒီ stock ဒီ index fund ဝယ်နည်းအကြောင်းမှာကျွန်တော်ပြန်တင်ပြီးတော့မှာဖြစ်ပါတယ်အဲ့လိုပေါ့နော်index fund မှာ investment လုပ်တာကျွန်တော်တို့ compound interest ရတယ်ဒီဟာလဲကျွန်တော်တို့1ရာခိုင်နှုန်းဝန်းကျင်လောက်dividend ရတယ်ပေါ့နော်အဲ့လိုတွက်ထားလို့ရပါတယ်ဒီ individual stock တွေကကြတော့dividend ပေးတဲ့ကုမ္ပဏီရှိတယ်လို့မပေးတဲ့ကုမ္ပဏီလည်းရှိတယ်သူကကုမ္ပဏီတစ်ခုနဲ့တစ်ခုမတူဒီကျွန်တော်ရွေးပြထားတဲ့ကုမ္ပဏီ3ခုလုံးကတော့ dividend ပေးတယ်ပေါ့နော်Amazon တို့ Tesla တို့က dividend မပေးဘူးdividend မပေးတဲ့ကုမ္ပဏီလည်းရှိတယ်เนาะအဓိကကတော့ကျွန်တော်တို့ dividend ရဖို့
ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်ဆိုရင်ဒီ Oregon ကိုရွေးချယ်တာတင့်တော်ပါတယ်ကျွန်တော်တို့ကဒီစတဲလိုက်အပိုင်းမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင်အချိန်အရန်ပေးရတယ်ကုမ္ပဏီတစ်ခုချင်းစီရဲ့အကြောင်းကိုဖတ်နိုင်ရမယ်ဖတ်နိုင်ပြီးတော့လေ့လာနိုင်ရမယ်သူတို့ကအခုဘယ်ကုမ္ပဏီတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေဆက်ဆက်မှုရှိလဲဘယ်ကုမ္ပဏီနဲ့တွဲဖတ်ပြီးတော့ investment လုပ်နေလဲဆိုတာကအစသတင်းအချက်လက်တွေကအစကျွန်တော်တို့ဖတ်နိုင်ရမယ်အခုဆိုရင်ဒီ Google ကတော်တော်လေးကိုရင်းနှီးမြှုပ်နှံမှုအပိုင်းမှာတကယ်ကိုဂူရုကြီးWarren Buffett တောင်မှတော်တော်များများဝယ်လာကြတယ် Warren Buffett ရဲ့ portfolio ထဲမှာအများဆုံးပိုင်ဆိုင်ထားတာအပဲဖြစ်ပါတယ်ခေတ်အဆက်ဆက်မှာသူအပဲကနေအမြတ်ပေါင်းရခဲ့တာမနှဲတော့ပါဘူးအခုလဲသူအပဲကိုနည်းနည်းပါးရောင်းချနေတယ်ဆိုပေမဲ့သူ့ရဲ့top 10ထဲမှာ number 1ထဲမှာအပဲပါဝင်ပါတယ်เนาะအပဲကိုအခုချိန်ကြီးကင်ထားတော့မှာဒီ Google ကိုလည်းအခုမနစ်နဲ့ဒီနှစ်မှာပို့ပြီးတော့2025နဲ့2026မှာပို့ပြီးတော့များများဝယ်လာနေတာတွေ့ရတယ်ဒီ Google ကဒီ AI ခေတ်မှာပို့ပြီးတော့အမြတ်တွေရှာဖွေလာနိုင်နေတယ်ပြီးတော့ကုမ္ပဏီတွေတော်တော်များများနဲ့လည်းချိတ်ဆက်ပြီးတော့အမြတ်တွေရှာဖွေလာနိုင်တယ်အဲ့ဒါကိုနောက်ရေရှည်မှာတည်ငြိမ်ပြီးတော့အမြတ်ရှာပေးနိုင်တဲ့ကုမ္ပဏီဆိုပြီးတော့သူကယုံကြည်တဲ့အတွက်ကြောင့်ဝယ်ယူထားတာဖြစ်တယ်ကျွန်တော်လည်း individual stock မှာဆိုရင် Google ကိုအများဆုံးဝယ်ထားတယ်ပြီးတော့ Nvidia ပေါ့နော် AI ခေတ်မှာတော်တော်လေးတိုးတက်အားကောင်းနေတဲ့ကုမ္ပဏီဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကဝယ်ထားမယ်ဆိုရင်ဒီ Nvidia က1500ကျော်လောက်1500ကျော်ရာခိုင်နှုန်းလောက်အမြတ်ရနေမှာဖြစ်တယ်เนาะဒီ Nvidia ကလေအခုကတော့သူကကုမ္ပဏီအကြီးဖြစ်လာတဲ့အတွက်ကြောင့်တည်ငြိမ်သွားပြီးတော့အမြတ်အရန်ကျန်းဖို့တော့မျှော်လင့်လို့မရတော့ဖြည်းဖြည်းနဲ့တည်ငြိမ်နဲ့အမြတ်လိုချင်တယ်ဆိုရင်တော့ရွေးချယ်တင်တဲ့ blue chip stock ထဲမှာပါတယ်ဒီ3ခုလုံးက blue chip stock ပါเนาะ blue chip stock ဆိုတာကကုမ္ပဏီအကြီးစားတွေပြီးတော့အမြတ်တွေနှစ်စဉ်နှစ်တိုင်းရနေတဲ့ကုမ္ပဏီတွေကို blue chip stock လို့ခေါ်ပါတယ်သူကအရန်ကြီးကျသွားမှစိုးရိမ်စရာမလိုဘူးပြီးတော့အရန်ကြီးလည်းတက်လာဖို့မျှော်လင့်လို့မရဘူးတကယ် growth stock တွေကကျတော့အရန်တက်လာနိုင်တယ်လို့အရန်လည်းကျလာနိုင်ဒီ Nvidia ဆိုရင်လွန်ခဲ့တဲ့9နှစ်တုန်းကဆို growth stock ဖြစ်ခဲ့ပါတယ်ဥပမာလွန်ခဲ့တဲ့9နှစ်တုန်းက1100ရင်းနှီးမြှုပ်နှံထားခဲ့တဲ့သူဆိုရင်အခုချိန်မှာ11500ရနေမှာဖြစ်တယ်เนาะသူက1500ရာခိုင်နှုန်းလောက်တက်လာတာဖြစ်ပါတယ်เนาะတော်တော်လေးကိုအသက်ကျန်းနေပါအသက်ကျန်းခဲ့တယ်ပေါ့เนาะဒီ Google တို့ဆိုလဲတော်တော်လေးအသက်ကျန်းခဲ့တယ် Apple တို့ဆိုလဲအရင်တော့တော်တော်လေးအသက်ကျန်းခဲ့တယ်အခုကတော့တည်ငြိမ်တဲ့အထဲမှာပါပြီအဲ့ဒါကြောင့် blue chip stock လို့ခေါ်တာဖြစ်ပါတယ်ဒီအဓိကတော့ကျွန်တော်တို့ဒီ9 stay light ကိုအဓိကထားပြီးတော့investment ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာကိုအသုံးပြုပြီးတော့ investment လုပ်သွားဖို့အတွက်တိုက်တွန်းချင်ပါတယ်ကျွန်တော်တို့စတဲလိုက်ပိုင်းမှာအချိန်မပေးနိုင်ဘူးဆိုရင်လည်းဒီရဲ့ကိုတီးတန့် investment လုပ်လို့ရတယ်ဒီ index fund 3မျိုးပေါ့နော်ဒီ3မျိုးကိုရွေးချယ်ရုံနဲ့နေလုံလောက်ပါတယ်ဒါတကယ်ကဘာထိတ်တန်းစရင်ဝင်ကုမ္ပဏီတွေစုပေါင်းပေးထားပါတယ်เนาะဒီကုမ္ပဏီ3ခုလုံးကပါဝင်ပြီးသားဖြစ်တယ်ဒီကုမ္ပဏီ3ခုလုံးကဒီ index fund မှာအားလုံးပါဝင်တယ် Oregon မှာလည်းပါတယ် S&P 500မှာလည်းပါတယ်ဒီရဲ့ Nasdaq 100မှာအများဆုံးပါတာပေါ့နော်ဒီကုမ္ပဏီ3ခုကအဲ့ဒါကြောင့်မို့ဒီ Nasdaq 100ဥမာ Apple တို့ဈေးတက်တယ်ဆိုရင်ဒီ Nasdaq 100ကပိုပြီးတော့ဈေးတက်တယ်အဲ့လိုเนาะဒီ Nasdaq 100ကတစ်နှစ်မှာဒီနှစ်အတွင်းမှာ10ရာခိုင်နှုန်းလောက်တက်ထားတယ်ဒီ Nasdaq 100က18ရာခိုင်နှုန်းလောက်တက်ထားတယ်เนาะအဲ့လိုသူကကုမ္ပဏီနဲတဲ့အတွက်ကြောင့်မို့ပို့ပြီးတော့အသက်ကျန်းတယ်ပြီးတော့သူက technology ဘိုင်းတည်တံ့ဖြစ်တဲ့အတွက်ကြောင့် technology ဘိုင်းက AI နဲ့ပေါင်းဆက်ပြီးတော့အရန်တိုးတက်လာနေတဲ့အတွက်ကြောင့်မို့အခုကတော်တော်လေးအသက်ကျန်းနေပါတယ်ဥပမာဈေးကွက်လိလာမယ်ဆိုရင်ဒီ iPhone သုံးတဲ့လူတွေဆိုရင်ဒီ stock ဆိုတဲ့နေရာကိုဝင်ပြီးတော့လေ့လာလို့ရတယ်เนาะဥပမာဒီ S&P 500ဒီ YTD ကို
ယူလိုက်ပါဒီမှာ10ရာခိုင်နှုန်းကျော်လောက်တက်နေရပေါ့နော်10ရာခိုင်နှုန်းကျော်လောက်တက်နေတယ် Nasdaq 100ဒီမှာ20ရာခိုင်နှုန်းလောက်တက်နေတယ်တော်တော်လေးကိုအတက်ကျန်းတယ်နော်ဒီမှာသူကတစ်ဝက်လောက်တက်တယ်ဥပမာကျမယ်ဆိုလဲအဲ့လိုပဲနော်သူကတကယ်လို့တစ်နှစ်အတွင်းမှာဒီလိုကျခဲ့တယ်ဆိုရင်ဒီနှစ်ဆိုဘယ်လောက်မှတိတ်မကျတော့ဘူးเนาะဒီမှာ Nasdaq 100ဆိုရင်လည်းနည်းနည်းပဲကျပြီးတော့အရန်ကြီးတက်လာတယ်။တော့ဒီ Nasdaq 100ကိုပို့ပြီးတော့အားပေးတယ်။ပြီးတော့ Orucan ဆိုရင်လည်းလိုပဲဒီမှာ Orucan ဆိုရင်လည်း12ရာခိုင်နှုန်းလောက်တက်လာတယ်။ထပ်ပြီးတော့တက်လာမယ်လို့တော့Wall Street ကနေလည်းခန့်မှန်းထားတာတွေရှိတယ်။ဘယ်လိုလာမလဲဆိုတာကိုစောင့်ကြည့်ရအောင်ပေါ့နော်။ကျွန်တော်တို့တခါတည်းများဝယ်ချင်တဲ့သူတွေအတွက်ဆိုရင်ဈေးကျတဲ့အချိန်ကိုစောင့်ပါဥမာဒီလိုပုံစံမျိုးဈေးကျလာတဲ့အချိန်မှာပေါ့နော်ဈေးတစ်ပတ်လောက်ကျနေတဲ့အချိန်တွေရှိတတ်တယ်တစ်ပတ်လောက်ကျနေတဲ့အချိန်မှာဥမာ3ရက်ဆက်တိုက်လောက်ကျလာပြီဆိုရင်ဝယ်လိုက်လို့ရတယ်ပြန်တက်လာဖို့အလားအလာရှိတယ်ပေါ့နော်ဒီလိုအရန်တက်နေတဲ့အချိန်မှာတော့အများကြီးမဝယ်မိပါစေနဲ့ဒီလိုအရန်တက်နေတဲ့အချိန်မှာဝယ်မိသွားရင်ဒီလိုပုံစံမျိုးပြန်မကျလာဘူးလို့ပြောလို့မရဘူးဒီလိုပုံစံမျိုးကျလာတယ်ဆိုချက်ချင်းကျွန်တော်တို့အရှုံးပြနေမယ်အဲဆိုကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာမှာနည်းနည်းထိခိုက်နိုင်တယ်ပေါ့နော်ကျွန်တော်တို့စတင်တဲ့သူတွေဆိုပို့ပြီးတော့ဆိုးပါတယ်နော်ငါရှုံးနေပဲငါမြတ်ပါမလားငါအရင်လေးတော့ကုန်ပါပြီအဲ့လိုတွေဖြစ်သွားတတ်တယ်တကယ်တော့ကြာစောင့်နိုင်ရင်တတ်ပါတယ်နော်ဥပမာဒီမှာဝယ်ထားတဲ့သူဆိုရင်ဒီချိန်မှာတော်တော်လေးစိတ်ပိုင်းဆိုင်ရာထိခိုက်မှာပဲဒါပေမဲ့ကျွန်တော်တို့ကကြာကင်ထားတယ်ဆိုရင်ပြန်တက်လာတယ်နော်အခုဆိုပြန်မြတ်နေပြီဒီချိန်မှာပြန်ထပ်ပေါင်းဝယ်လိုက်မယ်ဆိုရင်ပို့ပြီးတော့မြတ်နေမယ်အဲ့လိုသဘောမျိုးသူကဒီ all မှာကြီးလိုက်ပါနော်ရေရှည်မှာတက်မြဲတက်လေးရှိတယ်နော်ဒီ index fund တွေကနော် index fund တွေကရေရှည်မှာတက်မြဲတက်လေးရှိတယ်ကျွန်တော်တို့ပြောရမယ်ဆိုဒီဒါလည်းနည်းနည်းတက်နေတယ်ဥမာ Intel ဆိုရင်တော်တော်များသိကြတယ်နော် Intel ကုမ္ပဏီဆိုရင်အရင်တော့တအားတက်လာပြီးတော့ကျသွားတယ်ကျသွားပြီးတော့အခုမှပြန်တက်လာတာကြည့်လေနော်ဒီချိန်မှာဝယ်မိသွားတဲ့သူဆိုရင်တော်တော်လေးကိုအရှုံးပြနေမှာပဲနှစ်ပေါင်းများစွာရှုံးနေမှာနော်အရှုံးခံပြီးရောင်းလိုက်ရုံပဲရှိမယ်ဒီချိန်မှာဝယ်မိသွားတဲ့သူကအဲ့ဒီတော့ကြောင့်မို့ကျွန်တော်တို့ကရာခိုင်နှုန်းနည်းနည်းပဲ investment လုပ်တင်တာဒီ Intel ဆိုရင်ကွန်ပျူတာတိုင်းမှာ Intel ပါတယ်နော်ဒီ Intel ဆိုရင်နော်ဒီ Intel ရဲ့ CPU ကကွန်ပျူတာတိုင်းမှာပါတယ်ဒါကိုကျွန်တော်တို့ဒါကြောင့်မို့စတဲလိုက်အပိုင်းမှာ30ရာခိုင်နှုန်းလောက်ပဲကျွန်တော်တို့ထည့်သွင်းတင်တယ်ဆိုတာကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်เนาะအကယ်၍ဈေးကွက်မလေ့လာနိုင်ဘူးဆိုရင်ကျွန်တော်တို့ဒီ index fund ကိုပဲတီးတန့်ရင်းနှီးမြှုပ်နှံလို့ရတယ်ဒါကစိတ်အချရဆုံးပဲအမျက်အယမ်းမကြမ်းပေမဲ့လည်းစိတ်ချရတယ်ဒါကြောင့်မို့ကျွန်တော်တို့အဓိကကိုအဓိကထားပြီးတော့ investment လုပ်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်နောက်ဗီဒီယိုမှာတော့ဒီရဲ့ index fund ကိုဘယ်လိုဝယ်ယူရမလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြန်ပြီးတော့သင်ပေးတော့မှာဖြစ်ပါတယ်ဒီရဲ့ individual stock ဝယ်ယူနည်းကတော့ကျွန်တော်သင်တန်းရဲ့ lesson 25မှာတင်ပေးထားတယ်เนาะ lesson 25မှာရှာကြည့်လိုက်เนาะ individual stock ဝယ်နည်းရောင်းနည်းတင်ပေးထားပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်ဒီindex fund ကိုဝယ်ယူနည်းကိုတင်ပေးတော့မှာပဲစမီတာတဲလုံနည်းကကျွန်တော်တင်ပေးပြီးသားပါเนาะ lesson 16မှာလိုက်ရှာကြည့်လိုက်เนาะlesson 16မှာစမီတာတဲလုံနည်းတင်ပြီးသားဖြစ်ပါတယ်စမီတာတဲဆိုတာကကျွန်တော်တို့လစဉ်လတိုင်း3000တက်နိုင်တဲ့သူဆိုရင်3000ရင်းနှီးမြှုပ်နှံမယ်9000တက်နိုင်တဲ့သူဆိုရင်လစဉ်လတိုင်းပုံမှန်လေး9000ရင်းနှီးမြှုပ်နှံတော့မယ်အဲ့ဒါပို့ပြီးတော့အန်ဒီရနဲတယ် risk နဲတယ်ပေါ့နော်ရေရှည်မှာကျွန်တော်တို့ balance ဖြစ်ပြီးတော့ဈေးတက်တဲ့လမှာဝယ်မိတယ်လို့ဈေးကျတဲ့လမှာလည်းသူ့ဟာသူအလိုလျောက်ဝယ်မိသွားတဲ့အတွက်ကြောင့်မို့ balance ဖြစ်ပြီးတော့ကျွန်တော်တို့အန်ဒီရနဲတယ် risk နဲတယ်အမြတ်ရဖို့တေချာတဲ့လောက်ရှိရပေါ့နော်အဲ့ဒါကိုအဓိကကတော့ကျွန်တော်တို့ဒီ individual stock လုပ်တဲ့လူတွေကတော့အဓိကဒီ rebalance လည်းလုပ်ပေးရမယ်เนาะအဲ့ဒါကိုကျွန်တော်
ရှင်းပြပေးခြင်းဖြစ်ပါတယ်။